ဟုတ်ပြီဒီနေ့ကစာနည်းနည်းလေးပေါ့နော်တိုင်းငယ်သမီးငယ်တွေအတွက်ဆုံးဖြတ်ရတော့မယ်ဒီမှာโอเคပထမဆုံးကဘာလေးလာမယ်လဲဆိုတော့three state of matter three state of matter ဆိုတာပါလေဟုတ်ပြီ three state of matter ဆိုတာကိုယ်ရင်းနေတဲ့ပတ်ဝန်းကျင်မှာပေါ့နော်ခုနပြောတဲ့ခဲရည်အကြီးအမွှေးပေါ့နော်ခဲရည်အကြီးရည်အမွှေးဆိုပြီးတော့ဖွဲ့စည်းထားတာပေါ့နော်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုမှန်သမျှပေါ့ဒီသုံးခုနဲ့ဖွဲ့စည်းထားတာပေါ့ဟုတ်ပြီဒီသုံးခုကဘာနဲ့ဖွဲ့စည်းထားတာလဲဆိုတော့အမောင်လေးနဲ့ဖွဲ့စည်းထားတာပါတီကယ်ကိုပြောတာနော်အခဲဆိုလဲအခဲအလိုက်ပါတီကယ်ရှိမယ်နော်နောက်တစ်ခုကအည်ဆိုလဲအည်အလိုက်ပါတီကယ်လေးတွေရှိမယ်အမွှေးဆိုလဲအမွှေးအလိုက်ပါတီကယ်လေးတွေရှိမယ်ပေါ့ဟုတ်ပြီအဲ့ခါကျတော့ဒီသုံးခုမှာသူ့ရဲ့ melting point ရယ် boiling point ကတူမှာမဟုတ်ဘူးနော်ဥပမာတန်တုံးနဲ့ကြားတုံးကအခဲချင်းတွေ့တော့မှသူ့ရဲ့ရေစုမှတ်ပေါ့နော်အရေပြောမှတ်တစ်ခုနဲ့တစ်ခုတူမှာမဟုတ်ဘူးဟုတ်ပြီအဲ့ခါကျတော့ပထမဆုံးပေါ့နော်ဒါအရေပြောမှတ်ပေါ့နော်စုမှတ်နော်အရေပြောမှတ်ပေါ့အရေပြောတာဒါစုမှတ်ပေါ့နော်စုတာပေါ့ဟုတ်ပြီအဲ့တော့ melting point ကို melting ကဘယ်လိုနားလည်လဲဆိုတော့အရေပြောတာပေါ့ဥပမာတကြားလုံးပေါ့နော်တကြားလုံးကပူပေးလိုက်မယ်ဆိုရင်ကြားလာတော့သူကငါပြောတဲ့တကြားလုံးကအရေပြောသွားမယ်ပေါ့နော်အရေပြောသွားမယ်ပေါ့အဲ့ဒါကို melting လို့ခေါ်တာဘယ်ဆင့်လဲဆိုတော့ဘယ်ဆင့်ပြောင်းသွားလဲဆိုတော့အခဲကနေအရေကိုပြောင်းသွားတာနော် when heating up ဆိုတာပူပေးတဲ့အခါမှာနော် solid to liquid ကိုပြောင်းသွားတယ်ပေါ့နောက်တစ်ခုက freezing ဆိုပါလေသူနဲ့ပြောင်းပြန်ပေါ့ liquid to solid ပေါ့နော်ဥပမာပါလေဆိုတော့ရေကနေရေခဲကိုဖြစ်အောင်လုပ်တာပေါ့နော်ရေကနေရေခဲဖြစ်အောင်လုပ်ဆိုအေးအောင်ပေးမှရတာကိုအဲ့ဒါဆရာက freezing လို့ခေါ်တယ်နော် cooling down လုပ်ပေးရမယ်ပေါ့နောက်တစ်ခုက boiling ဆိုပါလေဆိုတော့ boiling ကကျတော့ပူပေးတာပေါ့နော်သူကအရေကနေအမွှေးကိုပြောင်းသွားတာ liquid to gas ပေါ့နော်ပူပေးပြီးတော့သူကအမွှေးအဆင့်ကိုရောက်သွားတယ်ပေါ့ဟုတ်ပြီအဲ့ဒါကိုgas to liquid ကိုပြောင်းနိုင်လားဆိုတော့ပြောင်းနိုင်တယ်နော်ဘယ်ချိန်လဲဆိုတော့ condensing ပြောတာမွှေးရေခွဲခြင်းပေါ့နော်မွှေးရေခွဲခြင်းပေါ့ဒါအရေငွေ့ကနေအရေကိုပြောင်းသွားတယ်ဟုတ်ပြီအဲ့ဒါလေးလာသွားပြီဆိုရင်ဘာတွေထပ်သိရမှာလဲခုနပြောထားပြီးသား solid liquid gas တွေက particle နဲ့ဖွဲ့စည်းထားတာဟုတ်ပြီအဲ့ particle တွေကဇာတို့လေ့လာရမှာ၃ခုရှိတယ် arrangement of particle ရှိမယ် particle ဘယ်လို arrangement ရှိတာလဲနော်ဘယ်လိုစီထားတာလဲပြောတာဒီအလုံးလေးကဘယ်လိုစီထားတာလဲနောက်တစ်ခုကဒီ particle လေးတွေကဖိလျာမှုဘယ်လိုရှိလဲပေါ့နော်နောက်တစ်ခုကဒီ particle လေးကတစ်ခုနဲ့တစ်ခုနှိမ့်ကပ်မှုရှိလားမရှိဘူးလားဝေးနေလားနီးနေလားပေါ့ဟုတ်ပြီအဲ့ခါကျတော့ solid မှာရှိတဲ့ particle လေးကဘယ်လို arrangement လုပ်တာလဲ regular arrangement ရှိမယ်နော်ဒီမှာ arrangement နော် particle size ကတစ်ခုနဲ့တစ်ခုတူရမယ်ထပ်နေရမယ်နော်ပုံဆွဲတဲ့အခါမှာနောက်တစ်ခုက liquid ကဘယ်လိုရှိလဲဘယ်လို arrangement ရှိလဲဘယ်လို particle အစီအစဉ်ထားရှိလဲဆိုတော့ randomly arrangement ပေါ့နော်ဗျမ်းပတ်တာတွေဖြစ်နေတယ်နော်ပေါ်လိုက်ဘေးညာရောက်လိုက်ပေါ့နော် okay နောက်တစ်ခုက gas မှာဆိုရင်ဘယ်လိုရှိလဲဆိုတော့ randomly arrangement ပေါ့နော်ဒီလည်း randomly ပဲနော်အမွှေးကိုအတိတကျမရှိဘူးပေါ့နော်ပုံတင်မရှိဘူး
Okay နောက်တစ်ခုက moments of particle လေးပေါ့ဘယ်လိုရွေးမှလဲပေါ့ဟုတ်ပြီဆရာတို့မှဒီအခဲလေးကိုအခုပေးလိုက်တဲ့အခါမှာခုနပြောတဲ့ဒီအခဲထဲမှာရှိတဲ့ particle လေးတွေကဘာဖြစ်လာလဲဆိုတော့ vibrate ဖြစ်လာမယ်နော်ပြီးတော့ this position 2နေရာမှာပဲရှိတယ်တုံရုံပဲတုံတယ် vibrate ဖြစ်ရုံပဲတုံခါရုံပဲတုံခါရွေ့မသွားဘူးတနေရာလေးတနေရာနောက်တနေရာရွေ့မသွားဘူးအဲ့ဒါကို moments of particle in a solid ပေါ့နော် in the solid ပေါ့ okay liquid ထဲမှာဆိုပါရှိလဲဆို move around the other တစ်ခုနဲ့တစ်ခုပေါ့ဥပမာရေဆိုရင်လည်းလောင်းလွယ်လေးဒါသူရွေ့နိုင်တယ်ပေါ့ gas မှာဆိုရင်ပါရှိလဲဆိုတော့ move quickly in all direction သူကမျိုးကြည့်တဲ့အတိုင်းပဲနော်ဟိုဘက်တောင်ရောက်လိုက်ဒီဘက်တောင်ရောက်လိုက်ပေါ့နော်ဒါ gas ရဲ့ movement လေးပေါ့ဟုတ်ပြီနောက်တစ်ခုကသူရဲ့ particle ကတစ်ခုနဲ့တစ်ခုညှိကပ်မှုရှိလားဆိုတော့ solid မှာဆိုရင် very close ဖြစ်တယ်နော် very close နော် liquid ကကျတော့နည်းနည်းဝေးသွားပြီ close ပေါ့ gas မှာကျတော့pass ပေါ့ဝေးရောက်သွားပြီနော် particle လေးကတစ်လုံးနဲ့တစ်လုံးအဝေးပဲနော်ဒါတွေကိုဆရာတို့က three state of matter လို့ခေါ်တယ်ပေါ့ဟုတ်ပြီဒီနေ့တော့ဒီလောက်ပဲပေါ့နော်လိုအပ်ချက်များရှိမယ်ဆိုရင်လည်းဒီမှာပြန်ပြလို့ရပါတယ်ကျေးဇူးတင်ပါတယ်